customer တွေကိုပြန်ပြီးတော့ marketing လုပ်ခိုင်းတဲ့ camera brand တစ်ခုရှိတယ် GoPro က tech company တစ်ခုအနေနဲ့စခဲ့တာမဟုတ်ပါဘူး Nick Goodman ကသူရေလွှမ်းရှိုးစီးတဲ့အခါမှာသူ့ကိုယ်သူပြန်ပြီးတော့ဗီဒီယိုရိုက်ချင်ခဲ့တယ် camera အကြီးတွေဆိုရင်လည်းအရင်တည်ရတာခက်ခဲတယ်လေးတယ်အဲ့တော့သူကသူ့ရဲ့လက်မှာပတ်လို့ရတဲ့ camera လေးတစ်ခုကိုတီထွင်ခဲ့တယ်နောက်တော့သူရေလွှမ်းရှိုးစီးတဲ့အခါမှာအဲ့ဒီ camera လေးနဲ့ဗီဒီယို record လုပ်ခဲ့ပထမတော့သူမျောလင့်တာကဒါဘာ camera နဲ့ရိုက်တာလဲလို့မေးမယ်ထင်ခဲ့ပေမဲ့လူတွေကသူ့ကိုမေးကြတာတစ်ခုပဲရှိမင်းဘယ်လိုရိုက်တာလဲအဲ့ဒီကစပြီးတော့ GoPro က decision တစ်ခုချခဲ့တယ် specification တွေအကြောင်းပြောနေတာတွေကိုရက်လိုက်တယ်တကယ် footage တွေချပြတယ် user တွေကသူတို့ရဲ့ video တွေကိုတင်တယ် GoPro ကအဲ့ဒီ video ကိုပြန်ပြီးတော့ repost လုပ်တယ် GoPro အောင်မြင်ခဲ့တာကတန်အကျယ်ကြီးထွက်ခဲ့လို့မဟုတ်ပဲလူတွေကိုယ်တိုင်ကသူတို့ရဲ့ဘဝတွေဘယ်လိုဖြတ်သန်းနေလဲဆိုတာကိုဒီပစ္စည်းသုံးပြီးတော့ပြချင်ကြလို့ပဲဖြစ်ပါတယ်